这是我为你买的咖啡。这是我为你买的咖啡。这是第二个ဖြစ်ပါတယ်我ကျွန်တော်က为你မင်းအတွက်买的ဝယ်တဲ့咖啡 coffee ဖြစ်ပါတယ်เนาะဒါဆိုရင်ဒီဟာကမင်းအတွက်ဝယ်တဲ့ပေါင်မုံဆိုဘယ်လိုပြောမှာလဲ这是我为你买的面包这是我为你买的面包这是第二个ဖြစ်ပါတယ်我ကျွန်တော်က为你မင်းအတွက်买的面包နော်ဝယ်တဲ့ပေါင်မုံဖြစ်ပါတယ်ဒါဆိုရင်ဒီဟာကမင်းအတွက်ဝယ်တဲ့အင်ဂျီဖြစ်ပါတယ်ဆိုရင်ဘယ်လိုပြောမှာလဲ这是我为你买的衣服这是我为你买的衣服这是第二个ဖြစ်တဲ့我ကျွန်တော်က为你မင်းအတွက်买的衣服ဝယ်တဲ့အင်ဂျီဖြစ်ပါတယ်ဒါဆိုရင်ဒီဟာကမင်းအတွက်ဝယ်တဲ့ဂျင်းပေါင်းပြီးဖြစ်ပါတယ်ဆိုပြီးတော့ပြောမှာလဲ这是我为你买的牛仔裤这是我为你买的牛仔裤这是第二ဖြစ်ပါတယ်我ကျွန်တော်က为你မင်းအတွက်买的ဝယ်တဲ့牛仔裤နော်ဂျင်းပေါင်းပြီးဖြစ်ပါတယ်ဒါဆိုရင်ဒီကမင်းအတွက်ဝယ်တဲ့နှခမ်းကြီးဖြစ်ပါတယ်ဆိုရင်这是我为你买的口红这是我为你买的口红这是第二ဖြစ်တဲ့我ကျွန်တော်က为你买的မင်းအတွက်ဝယ်တဲ့口红နှခမ်းကြီးလေးဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဒါဆိုရင်မိတ်ဆွေတို့ကကြတော့ဒီဟာလေးတွေကိုကိုရဲ့ဘဝမှာတွားပြီးတော့တုံးလို့ရပါပြီအလွယ်လေးတွေပဲဖြစ်တယ်ပေါ့နော်နေ့စဉ်သုံးစကားပြောလေးတွေမှာတုံးရမယ်အပြောပိုင်းလေးတွေပဲဖြစ်ပါတယ်မိတ်ဆွေတို့တွားပြီးတော့အမြဲတမ်းပြောလေးချက်မှာဒါဆိုရင်များပြောနိုင်မှာပဲဖြစ်ပါတယ်ပြောရဲမှာပဲရပါမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှေ့ရ大家提前祝你吧